Hello everyone, my name is George. ဒီနေ့ကတော့ကဘာရှိချောင်းဆုံးအရက်တစ်မျိုးကြောင်းပြောပြချင်ပါတယ်။အဲ့ဒါကတော့ MEAD meat လို့ခေါ်တယ်။ meat ဟာပြားရည်နဲ့အရည်ကိုချိန်ဆပြီးတော့ချက်ပြုတ်ထားတဲ့အရက်တစ်မျိုးလည်းဖြစ်ပါတယ်။ meat ဟာဆိုရင်နှစ်ပေါင်း8000လောက်တောင်ရှိပြီလို့ဆိုကြပါတယ်။ အာဖရိကဥရောပနဲ့ရှေးဟောင်းဂရိယဉ်ကျေးမှုတွေမှာဆိုရင်မီးကိုတောက်တုတ်ခဲ့တဲ့အကြောင်းသက်သေထောက်ထားတွေရှိပါတယ်။ရှေးဟောင်းဂရိယဉ်ကျေးမှုမှာဆိုရင်မီးကိုနတ်သုံးတွာအရည်တစ်မျိုးအနေနဲ့တောက်တုတ်လေးရှိပါတယ်။ဂရိယဉ်ကျေးမှုမှာဆိုရင်မီးကိုနတ်ဖျားများသောတောက်တုတ်ခဲ့ရှိတဲ့နတ်သုံးတွာရည်တစ်မျိုးဖြစ်ပါတယ်။မီးဟာလူသားယဉ်ကျေးမှုရဲ့ရှည်လျားတဲ့တမိုင်းကြောင်းကိုစားပြုတဲ့အရက်တစ်မျိုးလည်းဖြစ်ပါတယ်။ကဲဒီဗီဒီယိုကြည့်နေတဲ့ညီကိုတွေအားလုံးပဲတမိုင်းဝင်ရတာတစ်မျိုးဖြစ်တဲ့နတ်သုဒ္ဓရာအရေးတစ်မျိုးကိုခန်းစားကြည့်လို့ရအောင်မိတ်ဆက်ပေးလိုက်ပါတယ်။